ကျမကသူ့အသက်ကိုကယ်ခဲ့တယ်သူကတော့ကျမကို3,000နဲ့လမ်းခွဲခဲ့တယ်တထေးကြီးကကျမကိုငွေမက်တဲ့မိန်းကလေးဆိုပြီးလှောင်ပြုံးသွားပေမဲ့တကယ်တော့သူကကျမရဲ့ပတ်စံအိတ်တက်ပဲဆိုတာသူမသိခဲ့ဘူးကျမနာမည်ကလင်းလို့ပါတိတ်ဘွားတော့ကကျမရဲ့အိမ်နီးနားချင်းဟာဒဏ်ရာအပြင်းထန်ရနေတဲ့တထေးကြီးဖူရွေဖြူယူကိုကယ်တင်ခဲ့ပါတယ်သူတို့ချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ဖူရွေကသူ့ရဲ့ဂုဏ်တရေရှိတထေးကြီးဘဝကိုပြန်ရတဲ့အခါချင်းကို3,000ပေးပြီးလမ်းခွဲခဲ့ပါတယ်အဲ့ဒီတုန်းကချင်းကငွေကိုမယူဘဲအချစ်ကိုပဲတောင်းတပြီးငိုလိုတောင်းပန်ခဲ့လို့ဖူရွေရဲ့အနှိမ်ခံရပြီးနောက်ဆုံးမှာကျမပါသူမကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်အခုတော့ကျမအဲ့ဒီနေ့ကိုပြန်လည်မွေးဖွားလာခဲ့ပြီးဒီတစ်ချိန်မှာတော့ဖူရွေကိုကျမကိုယ်တိုင်ပဲအရင်ဦးအောင်ကယ်တင်ခဲ့ပါတယ်ကျမရဲ့ရည်မှန်းချက်ကတခုပဲပါသူစီကလမ်းခွဲကြီးကိုအများဆုံးရအောင်ယူဖို့ပါပဲကျမဟာဖူရွေကိုအပိုင်ကျုပ်ဖို့အတွက်သူ့ကိုအသက်ချက်ချစ်ပြခဲ့ပါတယ်လအနေငယ်အကြာမှာတော့ဖူရွေရဲ့လူတွေရောက်လာပြီးသူ့ရဲ့အဆင့်တန်းမှန်ပေါ်ပေါက်လာပါတယ်သူကကျမလိုတောသူမလေးကိုလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ကျမရဲ့မိဘတွေကကျမကို320နဲ့ရောင်းစားဖို့လုပ်တဲ့အချိန်မှာတော့သူကဂျားဝင်ကယ်တင်ပေးခဲ့ပါတယ်ဒါဟာတထေးကြီးတွေရဲ့ထုံးစံအတိုင်းသူ့ရဲ့အပိုင်ကိုဘယ်သူမှမထိရဘူးဆိုတဲ့မာနကိုကျမအသုံးချလိုက်တာပါနောက်ဆုံးမှာတော့ဖူရွေကကျမကို3,000တန်ချက်လက်မှတ်ထုတ်ပေးလိုက်ပါတယ်ကျမမျက်လုံးတွေဝင်းကနေဖြစ်သွားပေမဲ့အချစ်ကြောင့်နာကျင်နေတဲ့ပုံစံမျိုးတရုပ်ဆောင်ပြီးမျက်ရည်တွေညှစ်ထုတ်ပြလိုက်ပါတယ်သူစိတ်ပြောင်းသွားမှဆိုတာကြောင့်လက်ထက်လက်စုပ်ကိုအင်တင်နဲ့ချွတ်ပစ်လိုက်ပြီးချက်လက်မှတ်ကိုဆွဲယူကငါတို့အခုကစပြီးလမ်းခွဲပြီးလို့ပြောကထွက်ပြေးလာခဲ့ပါတော့တယ်ဖူရွေဟာကျမကိုငွေမက်တဲ့မိန်းကလေးလို့ထင်ပြီးထွက်သွားပေမဲ့လမ်းခုလက်မှာတန်တရားဝင်လာပါတယ်ကျမကသူ့ကိုအသက်ပေးချစ်ခဲ့တာမဟုတ်လားဘာလို့ဒီလောက်လွယ်နဲ့လမ်းခွဲတာလဲသူစိုးရိမ်ပြီးကားကိုလှည့်ပြန်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့လင်းလူတယောက်ငိုနေဖို့နေနေတာကဘန်မှာချက်လက်မှတ်သွားလဲပြီးပျော်ကြီးပတ်စံရည်နေပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့လင်းလူမင်းကကိုတကယ်ပဲကစားသွားတာလားဆိုပြီးဖူရွေတယောက်ဒေါသတွေပောက်ပွဲပါတော့တယ်။ဂုံတိတ်ခါအထိပါခံလိုက်ရတဲ့ဖူရွေဟာကျမကိုရှာဖို့အတွက်တစ်မျိုးလုံးကိုအမိန့်ထုတ်လိုက်ပါတော့တယ်။ကျမနဲ့တထေးကြီးရဲ့အားပြိုင်ပွဲကအခုမှတကယ်စတာပါ။